60နှစ်မြောက်ချင်းမျိုးသားနေဘူးအချင်းတူပြူသားကလုံးကိုစားအများကြီးပဲဝမ်းတာမှုများစွာနဲ့ကြိုးဆိုပါတယ်လို့ပထမဆုံးပြောချင်ပါတယ်မနေ့တုန်းကဒီအချိန်မှာကျွန်တော်အကူကြီးရဲ့အင်ဂျီဝုတ်ပြီးဒီမှာစကားပြောခဲ့တယ်အကူကြီးချင်းလူမျိုးရဲ့အင်ဂျီဝုတ်ပြီးကျွန်တော်စကားပြောခဲ့တယ်ဒီနေ့ကျတော့ကိုအင်ဂျီပြန်ဝုတ်ပြီးစကားပြောခဲ့ပါတယ်ဒီဟာကချင်းနဲ့ကချင်ညီအကိုဆိုတဲ့အတိတ်ပဲကျွန်တော်ရင်ထဲမှာစီဝင်လာခဲ့ပါတယ်ကျွန်တော်တို့2004ခုနှစ်လောက်ထင်တယ်ကျွန်တော်တို့Kachin Baptist Convention နဲ့ကျွန်တော် Chin Baptist Convention တို့ဟာကျွန်တော်တို့ချင်းပြည်နယ်မှာတွားပြီးတော့ညီအကိုဖြစ်ချောင်းကျွန်တော်တို့ကချင်လူမျိုးတွေမောင်းအကြီးကြီးတည်လာပြီးတော့ဆရာကြီးဦးစပွဲကျွန်တော်တို့ဗာနဲ့မောင်းတည်လာပြီးတော့အဲ့ဒီမှာညီအကိုတို့ချင်းတယ်လည်းအဲ့မှာနောက်အကြီးကြီးတကျွေးတယ်လေနောက်အကြီးကြီးတကျွေးပြီးတော့အဲ့ဒါမောင်းထုတ်လိုက်တာလေဒီညစားပြီးချင်းနဲ့ကချင်ညီအကိုဖြစ်တဲ့ဒီမောင်းတန်ကြားတကဘာလုံးကြားစေတော့ဆိုပြီးတော့သုံးခါကြီးတယ်တဲ့နိုင်မတာချင်းတောင်ချင်းပြည်နယ်ဆိုတာမြန်မာနိုင်ငံမှာပြောမယ်ဆိုလို့ရှိရင်စီးရဲနေရာဒေသပါဒါပေမဲ့2017ခုနှစ်မှာကျွန်တော်တို့ညီဖြစ်တဲ့ကချင်ဒီစစ်ပွဲဖြစ်တဲ့အချိန်မှာချင်းတောင်ကအကိုဒီဆင်းလာပြီး KBC ကိုတိတ်ထောင်လာလို့တဲ့လူအယောက်800ကျော်ဆင်းလာပြီးတော့အခုယူစန်တာမှာမြချီနာယူစန်တာမှာတပတ်အစားရှောင်ဆူတောင်းပေးတယ်အာမင်စားရှောင်ဆူတောင်းပေးတယ်ခမများတို့ဆရာကြီးတွေဒီတိတ်ထောင်ကိုတဲ့ခမများတို့ KBC ပဲယူတော့တဲ့ဟိုဘက်ကဟာတတ်ရှိတယ်တဲ့ဟိုဘက်ကတော့ကျွန်တော်တို့မပြောလို့လို့တဲ့ဟိုကလိုက်စားတက်ပြီးတော့သူတို့ပြန်တော့ပေးရှိတယ်အော်လို့အရေးကြီးရင်တွေးနည်းဆိုတာဒါပါလားပြီးတော့ဆရာကြီးခေါ်ဆောင်ကျဲခေါ်ဆောင်တရားဟောတယ်ကြားဘူးလေကချင်2ယောက်နဲ့ချင်း3ယောက်ပေါင်းတော့လို့ရှိရင်ချင်း5ယောက်ဖြစ်သွားတယ်လေဒါမှချစ်တယ်နဲ့ဒီနေ့ဒီအချိန်ခါမှာကျွန်တော်တို့ချင်းအကိုများဟာအကိုဆိုတာပညာရှိတယ်ညီကအားရှိတယ်လေကချင်စကားရှိတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကချင်လူမျိုးတွေဟာဒီနေ့အထိကျွန်တော်တို့ဟာ2008အခြေခံဥပဒေကိုလက်မခံသေးဘူးကျွန်တော်တို့အဲ့ဒါအကိုချင်းတွေကိုအရင်ပြီးတော့တွက်ကြည့်ခိုင်းတာတွက်ကြည့်ခိုင်းတာအဲ့ဒါကြည့်ပြီးမှကြည့်လာရင်ကြည့်ရပြီဆိုတဲ့အချိန်မှာကျွန်တော်ကချင်တွေဝင်มาဖြစ်တယ်မရဘူးဆိုလို့ရှိရင်ချင်းကိုရအောင်ပြန်ဆွဲထုတ်ပါကိုအဲ့ဒါဖြစ်ကြောင်းပြောကြရင်ဒီကုန်းချောပါတယ်ခင်ဗျာ